အထိုင်များပြီးခါးနာနေအလေးများများမပေးပါအားလုံးပဲမင်္ဂလာပါကျွန်တော်ကတော့နေ့စဉ်ဘဝနေထိုင်လှုပ်ရှားမှုပုံစံမားတဲ့ကြောင်ဖြစ်တဲ့ဒူးနာခါးနာပခုံးနာဇကြောတက်စတဲ့အဝေးသားတွေကိုတိတ်ပန်နီးကြလေ့ကျင့်ခန်းနည်းစနစ်များဖြင့်တက်တာပြောက်ကင်းအောင်ပြုလုပ်ပေးနေတဲ့ rehab trainer ပိုင်းစိုးပဲဖြစ်ပါတယ်ခင်ဗျာအထိုင်များပြီးခါးနာနေရင်အလေးကြီးကြီးမပေးပါဆိုတဲ့အကြောင်းအရာလေးကthis ကျွန်နေတဲ့သူတွေအတွက်တော့လုံးဝမဟုတ်ပါဘူးကျွန်တော် live style မှာအထိုင်များပြီးတော့ခါးညောင်းတာတွေခါးနာတာတွေဖြစ်နေတဲ့သူတွေအတွက်ရည်ရွယ်ပါတယ်ပထမဆုံးခါးနာတာနဲ့ပတ်သက်ပြီးကျွန်တော်ရဲ့ live လေးကို sharing လုပ်ပေးပါမယ်ဘယ်လိုလဲဆိုတော့ကျွန်တော် online PT တွေရော rehab တွေရောအပြင်မှာတွေရောပေါ့နော်မနက်6ခွဲရနေပြီးတော့ည9နာရီလောက်ထိကျွန်တော်ဇက်တိုက်တွေပြရတယ်ဇက်တိုက်တွေပြတော့တခါလီမှာ client တွေခွင့်တိုင်တာရှိရယ်ခွင့်တိုင်တဲ့အချိန်မှာတကယ်လို့ကျွန်တော် gym ဆော့ကျင်တာပဲဖြစ်အလေးမကျင်တာဖြစ်မလို့ရတယ်ဒါပေမဲ့ကျွန်တော်မမဘူးအကြောင်းပြချက်မျိုးမျိုးပေးပြီးတော့ကိုယ့်ကိုယ်ပဲရေးသားခိုးနေရဲပေါ့နော် training မလုပ်ဖြစ်တာတစ်လလောက်ကြာသွားတယ်တစ်လလောက်ကြာသွားတော့အဲ့မှာကျွန်တော်ခါးညောင်းလာတွေခါးနာလာတွေဖြစ်လာတယ်ကိုက rehab trainer တယောက်ဖြစ်နေပြီးတော့ခါးနာနေရဆိုရင်အဓိပ္ပာယ်မရှိဘူးပေါ့အဲဒါကျွန်တော်ကို rehab ပြန်လုပ်တယ်ပေါ့ဗျာခါးနာတတ်တော့ကျွန်တော်ကိုယ်တိုင်လုပ်ခဲ့တဲ့ကျွန်တော်ရဲ့ training program လေးကိုအားလုံးကိုမျှဝေပေးပါမယ်ပထမကျွန်တော် release လုပ်တယ်ပေါ့နော်အကျော်လျှော့တယ်အကျော်လျှော့ပြီးတော့ form မှန်နဲ့အလေးကြီးကြီးမလို့ရှိရင်ခါးနာတတ်တာရယ်ဆိုတာကျွန်တော် 100% အာမခံပါတယ်နေထိုင်လှုပ်ရှားမှုပုံစံမမှန်တာတွေကြောင့်ဖြစ်တဲ့ဒူးနာခါးနာပခုံးနာဇက်ကြောတက်စတဲ့ဝေဒနာတွေကိုကျွန်တော်နဲ့အနီးကပ် rehab training လုပ်ချင်ပါက Telegram Viber နံပါတ်3996998666တို့အသေးစိတ်ဆက်သွယ်စုံစမ်းမေးမြန်းနိုင်ပါတယ်ခင်ဗျာ